ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ KSN ကာတွန်း channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့အင်အားအကြီးဆုံးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာတခါတုန်းကပေါ့ဗျာတောထဲမှာခွေးတစ်ကောင်ဟာအပေါင်းအဖော်မရှိပဲတကောင်တည်းနေထိုင်ပါတဲ့ကွယ်ရက်ကြလာတဲ့အခါမှာတော့ခွေးဟာတကောင်တည်းနေထိုင်လာရတာကိုညင်ငွေလာပါတဲ့အဲ့ဒါလို့နဲ့အပေါင်းအဖော်ရှာရန်စိတ်ကူမိလေတာပေါ့ကွယ်ခွေးဟာသူပေါင်းမဲ့သူဟာလောကမှာတခြားသူများထက်ခွန်အားအကြီးဆုံးဖြစ်ရမှာဖြစ်ပြီးဘယ်သူကမှမကြောက်ရွံ့တဲ့သူဖြစ်ရမယ်ဆိုပြီးဆုံးဖြတ်ချက်ချထားလေတဲ့ကွယ်အဲ့ဒါလို့နဲ့ခွေးဟာကဘာပေါ်မှာခွန်အားအကြီးဆုံးသူဒီမြည်သူဖြစ်လိမ့်မည်နည်းဟုစဉ်းစားလေတဲ့ကွယ်နောက်ဆုံးကဘာပေါ်တွင်အင်အားအကြီးဆုံးမှာဝင်ပလီဖြစ်ရမယ်လို့တွေးမိကဝင်ပလီထံသို့ထွက်လာခဲ့လေပါတော့တယ်ဝင်ပလီနဲ့တွေ့တော့အခါဝင်ပလီအားဝင်ပလီကြီးရေတင်းနဲ့ကျွန်ုပ်အပေါင်းအဖော်လုပ်ပြီးအတူတကွနေကြရအောင်လားဗျာဟုပြောဆိုပါတဲ့ကွယ်အဲ့ဒီအခါဝင်ပလီကြီးကလည်းတင့်ကြံကောင်းသားပဲနေကြတာပေါ့လို့ပြန်ပြီးဖြေလိုက်ပါတဲ့အဲ့ဒါလို့နဲ့ဝင်ပလီနဲ့ခွေးတို့ဒီအပေါင်းအဖော်လုပ်ကအတူတကွစတင်နေထိုင်ကြပါလေတဲ့ကွယ်တနေ့မှာခွေးဒီတောအုပ်ထဲမှာအတန်တန်ကိုကြားလိုက်၍အတန်ကြားရတို့ဟောင်လိုက်လေပါတယ်အဲ့ဒီအခါဝင်ပလီကခွေးရေတင်မဟောင်ပါနဲ့တင်းဟောင်တန်ကိုဘုံဝင်ကြီးကြားသွားရင်ကျွန်တော်တို့ကိုလာပြီးကြိုက်တက်စားလိမ့်မယ်လို့တတိပေးစကားပြောလိုက်လေတဲ့ကွယ်အဲ့ဒီအခါခွေးကကောင်းမပြီလို့ပြန်ပြီးတော့ဖြေလိုက်ပါတဲ့ဘုံဝင်ကြီးကိုဝင်ပလီကတောင်ကြောက်တယ်ဆိုတော့ဘုံဝင်ကြီးဟာကဘာပေါ်မှာအင်အားအကြီးဆုံးဖြစ်ရမယ်လို့ခွေးကတွေးမိသွားပါတဲ့ခွေးဟာဝင်ပလီကိုစွန့်ခွာပြီးတော့ဘုံဝင်ကိုရှာဖွေရန်ထွက်လာခဲ့ပါလိတော့တယ်နောက်ဆုံးမှာတော့ခွေးဟာဘုံဝင်ကြီးကိုတွေ့ရှိသွားပါတဲ့ခွေးဟာဝဝင်ကြီးအားဝဝင်ကြီးရေတင်းနဲ့ကျွန်ုပ်အပေါင်းအဖော်လုပ်ပြီးအတူတကွနေထိုင်ကြရအောင်လားဗျာလို့ဆိုလိုက်ပြန်တဲ့အဲ့ဒီအခါဝဝင်ကြီးကဟာတိတ်ကောင်းတာပေါ့ကွာတင်းနဲ့ကျွန်ုပ်မိတ်ဆွေလုပ်ပြီးနေထိုင်ကြမယ်လို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီအခါခွေးနဲ့ဝဝင်ကြီးကအတူတကွစတင်နေထိုင်ကြပါတဲ့တညမှာခွေးဒီတော်ထဲမှာအတန်တန်ကိုကြား၍အတန်လာရဘက်တို့ထိုးပြီးတော့ဟောင်လိုက်လေပါတော့တယ်ခွေးဟောင်းနံကိုကြားတော့အခါဝဝင်ကြီးဒီအထိတ်တလန့်ဖြစ်အတင်ခွေးရေမဟောင်းပါနဲ့တင်းဟောင်းတံကိုရှင်တေးကြီးကြားသွားမယ်ဆိုတာတင်မသိဘူးလားတင်းတန်ကြားသွားလို့ရှင်တေးကြီးလာပြီတင်းနဲ့ကျုပ်ကိုကြိုက်တက်စားလိုက်မယ်တိလာလို့ဒေါရတကြီးပြောလိုက်ပါလေတဲ့အဲ့ဒီအခါခွေးကဒီဝဝင်ဟာရှင်တေးကြီးကိုတေမလောက်ကြောက်နေပုံထောက်ရင်ဒီကဘာပေါ်မှာဝဝင်ကြီးဟာအင်အားအကြီးဆုံးဆိုတာလုံးဝမဖြစ်နိုင်ဘူးရှင်တေးသာလင်ကဘာပေါ်မှာခွန်အားအကြီးဆုံးဖြစ်ရမယ်လို့ခွေးကတွေးမိသွားပြီးတော့ရှင်တေးကြီးကိုရှာရန်ထွက်လာခဲ့ပြန်ပါလိတော့တဲ့နောက်ဆုံးမှာတော့ခွေးဒီရှင်တေးကြီးကိုတွေ့ရှိသွားကရှင်တေးကြီးအားရှင်တေးကြီးရေတင်းနဲ့ကျွန်ုပ်အတူတူနေကြရအောင်လားဟုပြောဆိုလေပါတဲ့ရှင်တေးကြီးကလည်းကောင်းသားပဲကွငါတို့အတူတကွနေကြစို့ဟုခွေး၏အကြံကိုလက်ခံလိုက်လေပါတော့တယ်အဲ့ဒါလို့နဲ့သူတို့နှစ်ဦးဟာမိတ်ဆွေအဖော်အဖြစ်အတူတကွစတင်နေထိုင်လေပါတော့တယ်တညမှာတော့ခွေးဒီတောထဲမှာအတန်တန်ကိုကြား၍အတန်လာရဘက်တို့ဟောင်လိုက်ပြန်လေတဲ့အဲ့ဒီအခါရှင်တေးကြီးကခွေးရေအဲ့ဒါလို့မဟောင်ပါနဲ့လူသားတွေကြားသွားလို့ငါတို့နှစ်ဦးစလုံးကိုလေးနဲ့ပြက်ခွင်းနေပါအောင်မယ်လို့ပြောဆိုတတိပေးလိုက်ပါလေတဲ့အဲ့ဒီအခါခွေးကဒီတိုင်းဆိုရင်တော့ရှင်တေးကြီးဟာကဘာပေါ်မှာအင်အားအကြီးဆုံးဆိုတာလုံးဝမဖြစ်နိုင်ဘူးပဲလူသားကတာကဘာပေါ်မှာအင်အားအကြီးဆုံးဖြစ်ရမယ်လို့တွေးမိကခွေးဒီရှင်တေးကိုစွန့်ခွာပြီးတော့လူသားတွေကိုရှာဖွေရန်ထွက်လာခဲ့လေပါတော့တယ်ခွေးအောင်တန်ကြားတော့အခါလူဒီအိယာမနိုးလာလေပါတယ်အဲ့ဒီအခါလူဒီခွေးအောင်ဒီဘက်ကိုကြည့်ကကောင်းတယ်တိတ်လိုက်မာတဲ့ခွေးကလေးပဲဆက်ဟောင်ကြကြလေးတဟောင်လို့ခွေးကိုအားပေးလိုက်ပြန်တဲ့နောက်ဆုံးမှာတော့ခွေးဟာလူသားတွေကိုတွေ့ရှိသွားပါတော့တယ်အဲ့ဒီအခါလူသားအားအတင်လူသားရေတင်နဲ့ကျွန်ုပ်အဖော်လုပ်ပြီးနေကြရအောင်လားဟုဆိုလိုက်ပြန်တဲ့လူသားကလည်းခွေးရဲ့အကြံကိုတဘောသူကခွေးအားသူ့အိမ်တို့ခေါ်ဆောင်သွားပါလေတော့တယ်အဲ့ဒီအချိန်မှစပြီးခွေးများဒီလူသားများနဲ့အစဉ်အမြဲတစ္ဆာရှိနေထိုင်လျက်ရှိနေကြပါလိတော့တဲ့ကွယ်ဒီကနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲဗျာပုံမြင်လေးကိုအဆုံးအထိအားပေးနားဆင်သွားကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့အားပေးသွားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ